ကြောင့်မှာတော့ဒိုဟာကရှိုးကနေဂျေယုံကိုဖုံးဆက်နေခဲ့ရအချိန်နှင်းငယ်ကြတဲ့အထိမကိုင်းတဲ့အခြေအနေကြောင့်ရှုတင်ဆက်သူကတော့ကုဂျေယုံကအလုံများနေတဲ့ထင်တဲ့ဆိုပြီးတင်ဆက်နေချိန်မှာပဲနောက်ဆုံးမှာတော့ဂျေယုံဟာအချိန်ကြီးဒိုဟာရဲ့ဖုံးကိုဖြေဆိုလိုက်ပါတယ်ဖုံးလက်ခံပြောနေတဲ့အချိန်မှာတော့ဒိုဟာနဲ့ဂျေယုံဟာအချင်းချင်းနှုတ်ဆက်နေကြပြီးဒိုဟာကဂျေယုံကိုဘတ်စကတ်ဘောကစားရအောင်လို့ပြောလိုက်ရာဂျေယုံရဲ့အဖြေကိုစောင့်နေပေမဲ့အချိန်ကြီးကဘာပြန်ပြောရမှန်းမသိဖြစ်နေတဲ့ဂျေယုံကိုဒိုဟာကတော့ကုဂျေယုံမကစားချင်လဲရပါတယ်ကျွန်တော်ကတော့စောင့်နေမယ်ဆိုတဲ့သဘောမျိုးနဲ့သွားမှာလို့ရှုတင်ဆက်နေချိန်မှာပြောလိုက်တာကြောင့်ဒိုဟာအေဂျင်စီကကိုယ်စားလှယ်ကြီးကတည်ပြီးဒိုဟာကိုဖုံးဆက်ခေါ်နေချိန်ဂျေယုံကပြောထားတဲ့နေရာကိုရောက်လာခဲ့ပါတယ်အဲ့နောက်ဒိုဟာကကျွန်တော်အပြစ်လုပ်ထားတာရှိလို့အခုလိုရှောင်နေတာလားလို့မေးလိုက်ရာဂျေယုံကလည်းအဲ့လိုမဟုတ်ကြောင်းပြန်ပြောနေခဲ့ပါတယ်ဒိုဟာကတော့ဒါဆိုရင်လူကိုရှောင်မနေပဲကျွန်တော်ဒီလိုလုပ်တာတွေကိုအာယုံနောက်ရင်ဒီတိုင်းပြောလိုက်ပါလို့ပြောနေခဲ့ရမဟုတ်ရင်ဒီထက်ပိုပြီးအာယုံနောက်အောင်လုပ်ပေးမယ်လို့ပြောလိုက်ပြီးနှစ်ယောက်သားအတူတူစော့ကစားနေခဲ့ပါတယ်အဲ့နောက်ကုဂျေယုံကဒီကိုလာပုံနောက်ရင်တော့ကျွန်တော်ကိုမုန်းနေတာမျိုးတော့မဟုတ်ဘူးပဲလို့ပြောနေခဲ့ပြီးဂျေယုံကတော့လက်တွေ့ဘဝကမလွဲကူတာမို့မုန်းတို့ဟာနဲ့အခုလိုလုပ်လို့ရရဲ့လားဆိုတာတိကျမသိတော့ဘူးခုပြောရင်ပြန်ကြဖို့ပြောလိုက်ပါတယ်ဒိုဟာကတော့ကျွန်တော်တို့နှစ်ယောက်ပဲတည်ထားပြီးမမိသွားရင်ရတာပဲဟာလို့ပြောနေတာကိုဂျေယုံကပြောလိုက်တာကြောင့်ဒိုဟာကကုဂျေယုံလည်းမကြိုက်တာမဟုတ်ပဲဘာလို့တွေ့ဝင်နေတာလဲလို့ပြောလိုက်ပါတယ်အဲ့ချိန်မှာဂျေယုံကဒိုဟာကိုအနားထုတ်ဖို့ပြောနေပြီးဒိုဟာကတိုးမလာတာကြောင့်ဂျေယုံကအခုမြင်နေရတဲ့အနေထားတိုင်းလို့ရှားလိုက်ပြီးဒိုဟာနားကိုကက်ကနှစ်ယောက်တည်းကြားနိုင်မဲ့အတန်ဖြင့်အဖြေပေးလိုက်ပုံပါပဲအဖြေကတော့ဒိုဟာရဲ့မျက်နှာမူရာနဲ့ဒူကြီးလက်လုံရှားမှုအရာပြီးကြမယ်လို့ထင်ပါတယ်အဲ့နောက်တွဲတွေရဲ့အထာတိုင်းဒိုဟာအိမ်ထိလူအီလေးကုဂျေယုံတို့ကတော့လာဆောင်နေပြီးသူ့ဟာလေးရောက်လာတော့ရှစ်ပြုံးကြီးပြုံးနေရဒိုဟာကလည်းရေးစားထားတာကောင်းလိုက်တာမကြလဲတွေ့ရပြီးစစ်ထွေလို့လဲရတယ်ဟုပြောနေချိန်ဂျေယုံကပြုံးပြုံးကြီးနေပဲအငြေကင်းကပတ်ကိုပခိုင်းနေပြီးဒိုဟာတယောက်ကပြောတာကိုမလုပ်ပဲစကားတွေများနေတာကြောင့်ဂျေယုံကကိုယ်တိုင်ပတ်ပေးလိုက်ပြီးဒိုဟာရဲ့ပါစက်ပေါက်လေးကိုလည်းအตาရလေးပိတ်ပေးလိုက်ပါတယ်အဲ့နောက်မှာတော့ project တစ်ခုကိုနှစ်ယောက်အတူတူစူးစမ်းနေကြပြီးအနားယူချိန်မှာလည်းနှစ်ယောက်အတူပျော်ရွှင်စွာချစ်ကြည်နူးနေတာကိုပြသထားပါတယ်အပိုင်းဆက်အနေနဲ့ဂျေယုံကရိုက်ကွင်းကခဏနားချိန်သူ့ဟာလေးဒိုဟာကိုခဏလာတွေ့ပြီးတခုခုစုဖုံးဆက်လိုက်လို့ဒိုဟာကိုမှာပြီးရိုက်ကွင်းကိုပြန်သွားဖို့အလုပ်ဒိုဟာကတော့သူ့ချစ်ချစ်ကိုဒီတိုင်းမလွတ်လိုက်ပဲအချိုလေးကျွေးလိုက်ပါတယ်အဲ့လိုနဲ့ပြန်လက်အချိုလေးကျွေးနေရင်ဇလန်းလေးက happy ending သွားပါတယ်ရှင်